Stranger Things ဇာတ်ကားကိုတော့လူတော်များများသိပြီးလောက်ပြီလို့ထင်ပါတယ်။အခု Stranger Things Season 5လည်းထွက်နေပြီဆိုတော့အရင် Season 1 2 3 4ကိုကျွန်တော်ပြန်လည်တင်ဆက်ပေးသွားချင်ပါတယ်။အဲ့တော့ဇာတ်လမ်းလေးမစခင် channel လေးကို subscribe လုပ်ပြီးရခေါင်းလုံးလေးကိုနှိပ်ပြီးဇာတ်လမ်းလေးကိုဆက်လိုက်ကြအောင်ခင်ဗျာ။1983ခုနှစ်နိုဝင်ဘာလ6ရက်နေ့အင်ဒီယာနာပြည်နယ်ကငင်းချမ်းလှတဲ့ဟော့ကင်းမြို့လေးမှာအရာအလုံးပြောင်းလဲသွားစေမယ့်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုစတင်ခဲ့ပါတယ်။ဒါကကဘာကျော် Stranger Things ဇာတ်လမ်းတွေရဲ့အစာပြုခြင်းပဲဖြစ်ပါတယ်။ဇလန်လေးရဲ့အစမှာတော့ဟော့ကင်းအမျိုးသားတက်ခွဲကန်တစ်ခုမှာစတင်ထားပြီးမိတွေမိတ်တုံဖြစ်နေတဲ့ဇင်းညံလန်းမှာသိပ္ပံပညာရှင်တယောက်အသက်လူပြီးပြေးနေရအောင်မြင်ကြရမှာပါထို့နောက်ဒက်လီကာရဲ့ဝင်ရဒက်လီကာတကာကိုဖွင့်ဖို့ခလုတ်ကိုအသေးအတန်နှိမ့်နေပါတယ်ဒက်လီကာတကာပွင့်လာပြီးဒက်လီကာရတဲ့ဝင်လိုက်တဲ့ခဏမှာပဲဒက်လီကာပေါ်ကနေပြီးတစ်စုံတစ်ခုကဆွဲခေါ်ခြင်းကိုခံလိုက်ရပါတယ်နောက်တစ်ခါမှာတော့မိုက်ရဲ့အိမ်အောက်ထပ်မှာတော့ Mike, Dustin, Lucas နဲ့ Will တို့ကကျွန်တော်တို့နားမလဲတဲ့ D&D ဆိုတဲ့ကစားနည်းကိုကစားနေကြပါတယ်။ကစားလို့ပြီးတော့ Dustin, Lucas နဲ့ Will တို့ကစပိန်ကိုစီနဲ့အိမ်ပြန်ချပါတော့တယ်။အဲ့လိုအိမ်ပြန်လမ်းမှာပဲ Will တယောက်တည်းကြံခဲ့ချိန်မှာတော့တောအုပ်ထဲကထူးဆန်းတဲ့တသက်ဝါနဲ့ရင်ဆိုင်တွေ့ပါတော့တယ်။သူဟာစပိန်ကိုထားခဲ့ပြီးအိမ်ကိုအသေးအတန်ပြန်ပြေးခဲ့ပါတယ်။အိမ်ရောက်တော့သူ့အိမ်မှာဘယ်သူမှရှိမနေခဲ့ပါဘူး။အဲ့ဒါနဲ့ပဲစတိုကန်တွေကတနက်နဲ့ခုခံမှုကြိုးစားပေမဲ့မိတွေမိတ်တုံဖြစ်သွားပြီးဝေးဟာပျောက်ရှင်းမလားပျောက်သွားပါတော့တယ်။နောက်တစ်နေ့မှာတော့ဝေးရဲ့အမေ Joy ဟာသူ့သားပြန်မလာလို့မိုက်တို့အိမ်ကိုဖုန်းဆက်မေးပါတော့တယ်။မိုက်အမေကည7 နာရီလောက်ပြန်သွားကြောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်နောက်တစ်ခါမှာတော့မိုက်ရဲ့အမနန်စီနဲ့စတစ်တို့တန့်စင်ကန်ထဲမှာနှကန်းချင်းရင်ဖြစ်နေတာကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ညချတွေ့ရဖို့စတစ်ကနန်စီကိုပြောနေပါတယ်။နန်စီကလည်းစာကြက်အောင်မှမို့လို့ည7 နာရီမှလာတွေ့လို့ပြောလိုက်ပါတယ်။နန်စီကရှက်ပြုံးလေးပြုံးပြီးစာချက်ဖို့နော်လို့ပြောလိုက်ပါသေးတယ်ကျွန်တော်ကတော့စာချက်ဖြစ်မယ်လို့တော့မထင်တော့ပါဘူးဒီအခန်းမှာတော့ရဲမှုကြီးဟော့ပါကိုဝေးပြောက်သွားလို့သူ့အမေကျွမ်းအသေးအတန်လာရှာခိုင်းနေပါတယ်လူတစုကလည်းဇလန်းအစကတခွဲကန်းကိုရောက်နေပြီဖြစ်ပြီးဘာမှမသိတဲ့အရာကြီးကိုတွေ့ရပြီးတော့အကောင်ကြီးကဒီကထွက်လာတယ်ဆိုတာသိသွားခဲ့ပါတယ်လွတ်သွားတဲ့ကောင်မလေးကိုလည်းသူလည်းဝေးမသွားနိုင်ပါဘူးဆိုတာဒီဇလန်ရဲ့အဓိကဇက်ကောင်တွေကတယောက်ဖြစ်တဲ့11ဆိုတဲ့ကရုံးစပင်ကေလက်မှာ011တတူပါတဲ့ကောင်မလေးပေါ်ထွက်လာခဲ့ပါတယ်။သူဟာစားတော့ဆိုင်နဲ့ဝင်သွားပြီးမြို့ကန်တွေကအစားတောက်တွေကိုခိုးစားနေတဲ့အချိန်ဆိုင်ရှင်လူကြီးကမြင်သွားပြီးအတင်းလိုက်ဖမ်းရာကမိသွားတဲ့အချိန်မှာတော့11ရဲ့မျက်နှာကိုမြင်ပြီးအံ့ဩသွားခဲ့ပါတယ်။နောက်တစ်ခါမှပဲဝေးရဲ့တငယ်ချင်းတွေဖြစ်တဲ့ Mike, Dustin, Lucas တို့ကြောင်းကိုဟော်ပါရောက်လာပြီးဝေးအကြောင်းစုံစမ်းมาတော့တယ်ဝေးမီနဲ့ဝေးကိုဂျွန်နသန်တို့ကလည်းသူတို့အိမ်နောက်ဖက်ကဝေးစော့နေကြအိမ်လေးနားမှာအော်ဟစ်ရှာဖွေနေပါတော့တယ်။နောက်တစ်ခါမှာတော့ပြီးခဲ့တဲ့အပိုင်းမှာအလဲပန်းကိုမြင်သွားတဲ့ဆိုင်ရှင်ကြီးကတနာသွားပြီးအစားတောက်တွေကျွေးကသူ့အကြောင်းတွေမေးမြန်းနေပါတယ်။အဲ့ဒီချိန်မှာပဲဒါရဲမိုးကြီးဟော်ပါနဲ့သူ့ရဲဖွဲ့တွေကလည်းဝေးပြန်သွားတဲ့လမ်းအတိုင်းလက်လံရှာဖွေခဲ့ပေမဲ့သူ့စီးလာတဲ့စပိန်ကိုပဲတွေ့ရခဲ့ပါတယ်။ဝေးတို့အိမ်မှာတော့သူ့အမေကတိတမျှလူတွေကိုဖုန်းဆက်ပြီးအကူအညီတောင်းနေအောင်လည်းတွေ့ရမှာဖြစ်ပြီးခဏကြာမှတော့ရဲမိုးကြီးဟော်ပါရောက်လာခဲ့ပါတယ်။ဝေးစီးသွားတဲ့စပိန်လေးကိုသူတို့အိမ်သားမှာပဲတွေ့ခဲ့ရတဲ့ကြောင့်အိမ်ပတ်ဝန်းကျင်အနှံကိုလက်လံရှာဖွေကြည့်ရှုနေတဲ့အခါမှာသူတို့အိမ်ကမွေးထားတဲ့ခွေးကဝေးပြောက်သွားတဲ့စတိုဂန်ကိုကြည့်ပြီးဟောင်းနေတာကြောင့်ရဲမိုးကြီးကလည်းစတိုဂန်တွေကိုဝင်ရောက်ကြည့်ရှုတဲ့အခါမှာဘာမှတော့မတွေ့ခဲ့ရပါဘူး။အဲ့ဒါနဲ့ရဲမှုကြီးကလည်းရနိုင်သမျှလူတွေခေါ်ပြီးဓမီတွေနဲ့ညဘက်တွေပါလိုက်ရှာပါတော့တယ်ဒီဘက်ကဝေးတငယ်ချင်းတွေကလည်းစကားပြောဆက်တွေနဲ့တယောက်နဲ့တယောက်ချိတ်ဆက်ပြီးဘယ်သူမှမသိအောင်တိုးတဲ့ကိုထွက်ရှာခဲ့ပါတယ်အဲ့အချိန်မှာပဲ11ရှိနေတဲ့စားတောက်ဆိုင်ကို11ထွက်ပြေးခဲ့တဲ့တခွဲကန်လူတွေရောက်လာတဲ့ကြောင့်11လည်းနောက်ဘက်ကနေထွက်ပြေးခဲ့ရပါတယ်ဝေးရဲ့အိမ်မှာတော့သူတို့အိမ်ကဖုန်းမီလာလို့တွားရောက်ကင်တဲ့အချိန်မှာတော့ဝေးရဲ့အတန်ကိုကြားလိုက်ရပါတယ်ဝေးရဲ့တန်ကိုကြားလိုက်ရတဲ့အခါမှာတော့သူ့အမေလည်းစောက်တီရမရဖြစ်ပြီးဝေးကိုအော်ပြီးခေါ်နေပေမဲ့ဖုန်းကကျသွားခဲ့ပါတယ်။တောထဲကိုသွားရှာတဲ့ဝေးတငယ်ချင်းတွေနဲ့စကားပြောရင်းရှာဖွေနေရင်းနဲ့ပဲတောထဲကိုထွက်ပြေးလာတဲ့11နဲ့မထင်မှတ်ပဲတွေ့ဆုံခဲ့ပါတယ်။အဲ့အချိန်မှာပဲဒါ Stranger Things Season 1အပိုင်း1ကပြီးဆုံးသွားခဲ့ပြီပေါ့နော်။ Season 1အပိုင်း2မှာတော့ဒါဝေးတငယ်ချင်းတွေနဲ့ဒါ11တို့တွေ့ဆုံပြီးဘလူတွေဆက်ပြီးဖြစ်ကြမလဲဆိုတာတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်။